ချင်းကန်ဆက်ရတာလေးနဲ့တစ်ခွက်ဆိုတစ်ခွက်ထမင်းစားရမ်းမိန်စီတဲ့မယန်းသီးငပိကြော်ကလေးအိမ်မှာကြော်စားပြလို့ကြော်တဲ့နီးလေးကိုကျွန်တော်ပြန်ပြီးတော့မျှဝေပေးခြင်းပါတယ်အရင်ဆုံးမယန်းသီးကိုရေနဲ့3တက်လောက်ဆေးပြီးတော့အစီလေးတွေထုတ်ခါဒီလိုမျိုးလှိထားပေးရပါမယ်ပြီးရင်တော့ငရုတ်သီးစိမ်းရဲ့ကြက်သွင်ဖြူနီရဲ့ငရုတ်သီးခွဲချမ်းရဲ့ပဇွန်ချောင်းမှုန့်ရဲ့ငပိစိမ်းစားလေးကိုလည်းဒီလိုမျိုးအရေးလေးဖြော်ပြီးတော့အသင့်ပြင်ဆင်ထားပေးရပါမယ်အားလုံးပြီးပြီဆိုရင်တော့ဒေဝထဲမှာစီလေးတင်းတင်းလောက်ထည့်ပါမယ်စီပူလာရဲ့နွေးမုံနဲ့ကြက်သွင်ဖြူနီတို့ကိုထည့်ပြီးတော့ကြက်သွင်ဖြူနီလေးနွမ်းလာတဲ့အထိကိုကျွန်တော်တို့စီလေးတက်ပေးပါမယ်ကျက်သွင်ဖြူနီလေးခဏနှန်းအနေထားလောက်ရောက်ပြီဆိုရင်တော့ကျွန်တော်တို့အယောင်နေမုံလေးထည့်ပေးလိုက်ပါမယ်အယောင်နေမုံလေးထည့်ပြီးသွားပြီဆိုရင်တော့ငရုတ်သီးခွဲချမ်းကိုထည့်ပေးပါမယ်ငရုတ်သီးခွဲချမ်းထည့်ပြီးသွားပြီဆိုရင်တော့ပဇွန်ချောင်းမုံလေးထည့်ကအနံလေးတွေမွှေးကြံလာတဲ့အထိကိုကျွန်တော်တို့ဆက်ပြီးတော့ကြော်သွားပေးလိုက်ပါမယ်အဆက်အရသာလေးပို့စားခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ငရုတ်သီးခွဲချမ်းကိုပို့ထည့်ပြီးတော့ကြော်ပေးလို့ရပါတယ်ပြီးရင်တော့ကျွန်တော်တို့အသင်းဖြော်ထားတဲ့ငပိစိမ်းစားကိုထည့်ပြီးတော့ငပိစိမ်းစားအနံလေးမွှေးလာတဲ့အထိကိုစီလေးခဏလောက်တက်ပေးပါမယ်ပြီးရင်တော့မယန်းသီးထည့်ပေးပါမယ်မယန်းသီးထည့်ပြီးသွားပြီဆိုရင်တော့ငရုတ်သီးစိမ်းလေးကိုထည့်ပေးလိုက်ပါမယ်အရသာအတွက်ကိုတော့အသီးရွက်မှုန့်လေးနဲ့ငံပြားလေးအနှဲငယ်လေးကိုထည့်ပြီးတော့ကျွန်တော်တို့မယန်းသီးကိုဆက်ပြီးတော့ကြော်သွားပေးလိုက်ပါအဆက်အရသာနဲ့အငံအရသာအတွက်ကိုတော့ကိုယ်စိတ်ကြိုက်လို့စလို့ပြင်ဆင်ပြီးတော့လည်းသုံးဆောင်လို့ရပါတယ်ဒီမယန်းသီးကြော်လေးကိုကျွန်တော်တို့အရန်ဟင်းအနေနဲ့ပဲစားစားသူတစ်ခွက်တည်းနဲ့ပဲစားစားချင်းကန်ဆက်အရသာလေးဖြစ်ပြီးတော့ထမင်းစားအရန်ကိုမိတ်စေပါတယ်ဟင်းချက်တဲ့နီးတွေကလည်းတောင်းတဲ့မတူကြသလိုဒေတာလည်းခွဲပြပါတယ်ဒီကြော်နီးလေးကအရန်ကိုလွယ်ကူရိုးရှင်းပြီးစားလို့ရန်ကောင်းလို့ကျွန်တော်ပြန်ပြီးတော့မျှဝေပေးရခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နဲ့အတူနောက်ဗီဒီယိုတစ်တင်မှပြန်ဆုံပါမယ်